စပိန်မရှိတော့ဘူးအစမှာမယုံနိုင်တယ်လို့လိုက်ရှာတယ်ဘေးကလူတွေကိုမေးတယ်ဘသူစိတ်မကောင်းစရာဖြစ်ရလေပါ Food Panda Rider လူငယ်တယောက်မုတ်အော်ဒါတစ်ခုလာပို့ရင်ဆိုင်ကနေ customer မှာတဲ့နေရာရောက်တော့ဖုန်းဆက်လိုက်တာတိုက်ပေါ်ကိုတက်ပို့ပေးဖို့ပြောလာလို့စပိန်ကိုတော့ခတ်ပြီးတိုက်ပေါ်ကိုတက်သွားပါတယ်အပေါ်ထပ်တက်ရင်ချွေးတွေကျနေတယ်ဒါပေမဲ့မျက်နှာမှာတော့အပြုံးလေးရှိနေတုံးပဲအလုပ်ပြီးရင်ဒီနေ့အတွက်ငွေလေးရပြီဆိုပြီးထင်ခဲ့မှာပေါ့မုတ်ပို့ပြီးပြန်ဆင်းလာတဲ့အချိန်မှာတော့သူရက်ထားတဲ့နေရာကိုအကြာကြီးကြည့်နေတယ်စပိန်မရှိတော့ဘူးအစမှာမယုံနိုင်တယ်လို့လိုက်ရှာတယ်ဘေးကလူတွေကိုမေးတယ်ဘယ်သူမှမမြင်ဘူးတဲ့အဲ့ဒီအချိန်မှာသူစိတ်ထဲမှာတွေးနေတယ်အဲ့ဒါစပိန်တစ်စီးမဟုတ်ဘူးသူ့အလုပ်သူ့နေစားသူ့ဘဝပဲလမ်းဘေးမှာတိတ်လေးထိုင်နေတဲ့သူကိုလူတွေကတနာကြပေမဲ့စပိန်ကတော့ပြန်မလာတော့ပါဘူးတချို့လူတွေအတွက်တော့ဒါဟာသေးငယ်တဲ့အရာတစ်ခုပါပဲသူတယောက်အတွက်ဘဝတစ်ခုလုံးဖြစ်နိုင်ပါတယ်ကြည့်ရှုပေးကြတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်အကောင့်ကို follow လုပ်ပေးသွားပါဦး